ဒီနေ့ရုံးပိတ်ရက်မှာရတာရှိတဲ့မာလာထန်လေးချက်စားကြမယ်အရင်ဆုံးထဲမဲ့တီးရွက်လေးတွေကိုပြင်ဆင်ထားလိုက်ပါမယ်ပြီးရင်တော့ကြက်မဲလေးတွေလှီးထားမယ်အသားလုံးလေးတွေကိုလည်းတစ်ချမ်းထားပြီးတော့ပြင်ဆင်ထားလိုက်ပါမယ်ပါဝင်ပစ္စည်းတွေအားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့စပြီးတော့ချက်လိုက်ကြမယ်နော်အရင်ဆုံးအိုးထဲကိုစီလေးနဲ့ထည့်မယ်ပြီးရင်တော့ကြက်သွန်ဖြူလေးနဲ့ထည့်ပြီးတော့စီတက်လိုက်ပါမယ်ကြက်သွန်ဖြူလေးစီတက်ပြီးပြီဆိုရင်တော့မလာအနှစ်လေးကိုလည်းထည့်ပြီးတော့စီတက်လိုက်ပါမယ်မလာအနှစ်စီတက်တဲ့အခါမှာဘီးအားပြင်းမယ်ဆိုလို့ရှိရင်တူးသွားတက်လို့မီးမပြင်းမို့လည်း cue ဆိုင်ပေးရမယ်နော်ပြီးရင်တော့မလာထံမှာအဓိကအသက်ဖြစ်တဲ့နွားနို့ထည့်ပါမယ်နွားနို့ထည့်ပြီးပြီဆိုလို့ရှိရင်တော့ကြက်ပြုတ်ရည်လေးထည့်ပေးပါမယ်ကြက်ပြုတ်ရည်နဲ့နွားနို့နဲ့ကစားတူလောက်ထည့်ပေးရမယ်ပေါ့နော်ကြက်ပြုတ်ရည်မရှိဘူးဆိုလို့ရှိရင်ရင်နွေးအစားထိုးပြီးထည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကြက်ပြုတ်ရည်နဲ့ဆိုရင်တော့ပိုကောင်းပါတယ်ပြီးရင်တော့စူပွက်လာပြီဆိုရင်တော့ပြင်ဆင်ထားတဲ့အသားလေးတွေနဲ့အသားလုံးလေးတွေထည့်ပေးပါမယ်ခဏလောက်တည်ထားပေးပြီးတော့စူလာတဲ့အထိခဏဆောင်ပေးလိုက်ပါမယ်နော်စူလာပြီဆိုရင်တော့ပြင်ဆင်ထားတဲ့အသီးရွက်လေးတွေထည့်ပေးလိုက်ပါမယ်ဝါဥကြာစံလေးလည်းထည့်လိုက်ပါတယ်ပြီးရင်တော့ကြိုပြီးတော့ပြုတ်ထားတဲ့ခောက်ဆွဲထည့်ပါမယ်နောက်ဆုံးမှာအမိုးလေးထည့်ပြီးတော့နည်းနည်းလောက်ဆက်ပြီးချက်ထားလိုက်ပါမယ်ပြီးရင်တော့အရသာလေးမြည်ကြည့်ပြီးတော့ကိုလိုအပ်တဲ့လိုမျိုးစစ်ကြိုက်ပြင်ဆင်နိုင်ပါတယ်နော်ဒီမှာတော့စားလေးနှင်းငယ်နဲ့တကြားလေးနှင်းငယ်ထည့်ထားပါတယ်ခဏလောက်ချက်ထားပြီးပြီဆိုရင်တော့ဒီလိုမျိုးအရန်ရတာရှိတဲ့မာလာထန်လေးတစ်ပွဲရပါပြီမာလာထန်နဲ့တွဲစားဖို့အတွက်အချင်းလေးနဲ့ပဲလိတ်လေးလည်းပြင်ဆင်ပြီးသွားပြီဆိုတော့စားဖို့အဆင်သင့်ဖြစ်ပါပြီကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးပါရှင်တတ